ဒီတစ်ခေါက်တော့မီးပြက်လဲစိတ်ပူစရာမလိုတဲ့ hybrid solar system အကြောင်းလေးရှင်းပြပေးပါမှာဖြစ်ပါတယ်။နေရောင်ခြည်စွမ်းအင်သုံး solar စနစ်ထဲမှာ hybrid system ဆိုတာအစွမ်းထက်ဆုံးနဲ့အဆင်ပြေဆုံးနည်းပညာတစ်ခုပါ။သူကဘာတွေထူးခြားလို့လဲ။ချက် 3 ချက်နဲ့ရှင်းပြပေးသွားပါမယ်။နံပါတ် 1နေရောင်ခြည်ဘက်ထရီအစိုးရမီး3မျိုးစလုံးပေါင်းစပ်ထားခြင်း hybrid ရဲ့အားသာချက်ကနေပူရင် solar နဲ့သုံးမယ်နေမရှိရင် battery နဲ့သုံးမယ် battery လဲကုန်သွားရင်အစိုးရမီး grid line ကနေပြီးတော့အလိုလျောက်ပြောင်းသုံးသွားမှာပါအိမ်မှာမီးလုံးဝမပြတ်တော့ဘူးပေါ့နံပါတ် 2 electrical bill ကိုအထီးရောက်ဆုံး short ချပေးနိုင်ခြင်းနေကံပတ်နေပူနေချိန်မှာ solar ရတဲ့အခမဲ့လျှက်စစ်ကိုအရင်သုံးပြီးတော့ပို့တာကို battery ထဲမှာတင်ထားမှာဖြစ်လို့အစိုးရမီးသုံးစွဲမှုကိုအများကြီးရှော့ချပေးနိုင်ပါတယ်နံပါတ် 3အရေးပေါ်အချိန်မှာအားကိုးရခြင်း backup power မီးခဏခဏပြတ်တဲ့ data တွေအတွက် hybrid ကအသက်ရှူပေါက်ပါပဲမီးပြတ်သွားတာကိုတော့တတိမထားမိလောက်အောင်စက္ကန့်ပိုင်းတွင် battery စနစ်ကနေလျှက်စစ်ကိုထောက်ပံ့ပေးနိုင်လို့ aircon ရေခဲတက်တာနဲ့ကွန်ပျူတာတွေအဆက်မပြတ်သုံးနိုင်မှာပါကြံပြည့်ချက်အနေနဲ့ hybrid solar တက်မယ်ဆိုရင်အရေးအကြီးဆုံးကအရေးအသွေးပါပဲအရေးအသွေးကောင်းတဲ့ solar panel များအာမခံ warranty ခိုင်မာတဲ့ hybrid inverter များရေရှည်ခံပြီးတော့စိတ်ချရတဲ့ lithium battery LiFePO4 စတဲ့ပစ္စည်းတွေကိုတက်ကျွမ်းတဲ့သူနဲ့စနစ်တကျတက်ဆင်သင့်ပါတယ်တခါရင်းနှီးမြုပ်နှံပြီးတော့10စုနှစ်ချီတဲ့လျှက်စစ်လွတ်လပ်ခွင့်ကိုရယူလိုက်ပါ